မြန်မာလူမျိုးတွေကဖျားဘူးဆိုပြီးတော့သွားတာမှတော့စိုက်စည်းရမှာပဲနော်တချို့ကဖျားနာတော့ဝတ်မှချရလားမသိဘူးညတော့အပြင်ဖျားဖူးလို့နာမည်တက်ထားတဲ့အရာတွေကဖျားတော့တချို့ရောက်ဖို့မပေါ်ဘူးနော်ဖျားရှိခိုးတာတို့ဘာတို့လုံလဲလုံမှာလို့လုံတဲ့လူလည်းရှိတော့ရှိတာပေါ့နော်အများစုကတော့အပြော့လိုက်ကြတာဟိုကြည့်ဒီကြည့်လျှောက်ကြည့်ကြတယ်အဲ့တော့နေပတ်သက်ပြီးတခါတော့ကမုံရွာဘက်ကိုသွားတရားဟောတယ်တရားဝဲကျင်းပတာကမုံရွာမြို့အလဲကဆူတော်မြစ်စီရီဖျားပရုံထဲမှာဖျားဝဲထဲမှာတရားဝဲကျင်းပအဲ့တော့တရားဝဲဟောပြီးတဲ့အခါကျတော့ဖျားရုပ်ဘွားတော်ကြီးကိုဝင်ပြီးတော့ဝတ်ချတော့အဲ့ရုပ်ဘွားတော်ရှိမှနိုင်ငံသားတယောက်တရားထိုင်နေတယ်ဝင်ဝတ်ချတဲ့အခါကျတော့သူတရားထိုင်လေးဖြတ်ပြီးတော့လာနှုတ်ဆက်တယ်နှုတ်ဆက်ပြီးသူကဘာပြောတော့ဆိုဖျားတဲ့ရောက်လာတဲ့ပမာရီတဲ့ဖျားလည်းဝမချဘူးတဲ့စကားတွေပြောပြီးတော့ရှောက်လဲနေကြတယ်လို့သူကပြောသွားတာအဲ့ဒီလူကျတော့ဖျားရှိမှသူကတရားထိုင်အမေရိကန်ကသူကတရားပြဆရာနောက်တော့သိရတယ်အဲ့သူကဖျားရှိမှဘာတရားထိုင်တယ်တော့မသိဘူးဖျားရှိမှတရားထိုင်ပြီးတော့ငြိမ်သက်သက်နေတယ်ဗမာရီကတအုပ်စုဝင်လာလိုက်စကားတွေပြောပေါက်စိမ်မောက်လေးဝှချထသွားကြလာလိုက်ဘယ်သူမှဟိုတလေးတစားရှ िख ိုးတဲ့ပုံစံမတွေ့ရဘူးပေါ့နော်မတွေ့ရတော့အဲ့နိုင်ငံသားတယောက်ကအဲ့လိုရှောက်တာကြုံခဲ့ရဘူးတဲ့ပေါ့နော်ဟုတ်လဲဟုတ်နေဆိုတော့ဘာမှမပြောလိုက်ပါဘူးတကယ်တော့များသောအားဖြင့်ဗမာရီရဲ့လေ့ကျင့်ဖះเจ้าကနေထဲမှာရှောက်ကြည့်တယ်အခုခေတ်ကျတော့ဘာပိုးလာတော့ဆိုဖះရှိမှာ selfie ဆွဲတာပိုးလာသေးတယ်နော် selfie ဆွဲခြင်းလာတယ်တပ်ပုံရိုက်ခြင်းလာတယ်အဲ့ဒါပြဿနာတစ်ခုကတိရိလင်္ကာသွားဖះဖူးရတဲ့ဖះဘူးတွေဖះရှိမှာဖះကိုကြောပေးပြီးထပ်ပုံရိုက်ရင်တီဟိုသားတွေကမကြိုက်ဘူးပြောတယ်အဲ့ဒါကြောင့်အဲ့လိုတမို့မရိုက်ပါနဲ့လို့ဖះကိုနောက်ကထားပြီးပမာမှာတော့အဲ့ဒါထုံးစံလိုဖြစ်နေနော်ထုံးစံလိုဖြစ်နေသူတို့ကဖះကို background လုပ်ပြီးတော့ဓာတ်ပုံရိုက်တာလုံးဝအရိုက်မခံမရိုက်ဖို့ပြောတယ်သူတို့အဲ့တော့ကြာတော့လေရိုးသွားတဲ့သဘောပေါ့နော်